ဖိမတင်နာလွန်လေပြီးသောအခါဘာနတိပြီး၌ဗြဟ္မတမင်းမင်းပြု၏ဘာနတိပြီးညီကုန်းရတရား၌ပုံသားလူလင်တဦးရှိ၏ပုံသားလူလင်သည်တက္ကသိုလ်ပြည်သို့သွား၏ဘေရင်သုံးပုံနှင့်တကွ18ရက်သောအတတ်ပညာများကိုသင်ယူ၏လေးများအတက်၌ထူးချွန်ရာကဆူလဒနုကဟကိုအမည်တွင်၏ဆူလဒနုကဟသည်အရက်အလွန်ပို့၏ခါကုန်း၏မင်းထံ၌လေးသမားဖြင့်အမှုထမ်းဝင်ရန်လျှောက်တင်မှာကမိမိအလုံးရက်ကြောင့်အမှုထမ်းဝင်ရမည်မဟုတ်ဆူလဒနုကဟတွေးမိ၏အရန်မောင်းကောင်း၏ရုပ်ရည်ခံရသောယောက်ျားတစ်ယောက်ကိုမင်းထံခါစားစေပြီးမိမိမှာထိုသူအားမင်းပေးသောအမှုတို့ကိုနောက်ကွယ်မှနေကြေပြွန်စေရန်ဟုဆူလဒနုကဟကြံစီ၏တက္ကသိုလ်ပြည်၌ပညာသင်ယူပြီးသောအခါဆူလဒနုကဟသည်မဟိန္ဒကာတိုင်းကိုသွား၏ခံညာသောယောက်ျားကိုရှာ၏ဆူလဒနုကဟလိုသောယောက်ျားကိုတွေ့၏ထိုသူကရကန်းတဲ့ဘိမတိနာဖြစ်သည်ဆူလဒနုကဟသည်ဘိမတိနာထံသွား၏အဆွေသည်အရန်အမောင်းနှင့်၎င်းအစင်းနှင့်၎င်းပြည့်စုံသူဖြစ်၏အဘဲကြောင့်ရကန်းရဲ့အသက်မွေးမီနီးမင်းထံ၌ခါစားပါလောငါသည်ကဇမူဒိတ်၌ရှင်ဘက်မရှိသောလေးသမားဖြစ်၏ထို့တိုင်အောင်ငါ၏ချိုးငယ်သောအရန်မောင်းကြောင့်မင်းခါစားမဖြစ်တာအတင်သာမင်းထံအခါစားဝင်လေးသမားအရာတောင်းပါကတင်၏အရန်မောင်းအစင်းအင်္ဂါကိုကြည့်အရာပေးရန်မင်းကတင်အားဆောင်ရွက်စေသောအမှုကိစ္စမှန်သမျှကိုတင်၏နောက်ကွယ်မှနေပြီးမြောက်အောင်ငါဆောင်ရွက်အံ့ငါတို့နှစ်ဦးသည်မင်းပေးသောရိတ်ခါဖြင့်ချမ်းသာစွာနေကြအံ့ဟုဆို၏ပြီးမတင်လာလဲကောင်းပြီဟုသဘောတူဝန်ခံ၏ထိုအခါဆူလဒနုကဟသည်ပြီးမတင်လာအားဘာနတိပြည်သို့ခေါ်ဆောင်သွား၏ဘာနတိပြည်ဗြဟ္မတမင်းနန်းရှိကိုရောက်သောအခါဆူလဒနုကဟသည်ပြီးမတင်လာအားရှေ့မှထား၏မိမိမှာပြီးမတင်လာ၏အလုတ်ကျွေးတစ်ဖွဲနောက်မှနေမင်းထံဝင်တောင်း၏မင်းလည်းခွင့်ပြု၏ထိုအခါပြီးမတင်လာကကျွန်ုပ်ကလေးသမားဖြစ်၏ဤဇမူဒိတ်၌ကျွန်ုပ်ကိုရှင်ဖက်နိုင်သောလေးသမားမရှိပြီဟုလျှောက်တယ်၏မင်းလည်းပြီးမတင်လာကိုလေးသမားအရာပေး၏ထိုအခါမှစ၍ပြီးမတင်လာသည်မင်းထံမပြတ်ခါစား၏ပြီးမတင်လာဆောင်ရွက်ရမည်အမှုကိစ္စမှန်သမျှကိုဆူလဒနုကဟသည်နောက်ွယ်မှဆောင်ရွက်ပေး၏တခါတော့တခုသောလမ်းခီး၌ကြားတောင်းကြ၏ခီးသွားတို့မကြာခဏကြားစားခံရ၏ထိုအကြောင်းကိုဗြဟ္မတမင်းကြီးတည်သောအခါပြီးမတင်လာခေါ်၏အမောင်ကြားရဲကိုဖမ်းနိုင်တယ်လို့ဟုမေး၏ပြီးမတင်လာအရှင်မင်းကြီးကြားရဲကိုမဖမ်းနိုင်ပါပဲဘာကြောင့်ကျွန်ုပ်လေးသမားလောက်ပါမည်နည်းဟုဖြေ၏မင်းလဲအားရ၍ရိတ်ခါပေးကပြီးမတင်လာအားစေလွတ်၏ပြီးမတင်လာသည်အိမ်သို့အစောတလင်ပြန်လာပြီးနောက်ဆူလဒနုကဟအားအကျိုးကြောင့်ပြော၏ဆူလဒနုကဟကပြီးမတင်လာအားအဆွေရှေ့ကသွားလေလို့ဆို၏ပြီးမတင်လာကအကျွန်ုပ်ကြီးကသွားရမည်လောကျွန်ုပ်နှင့်အတူတင်မလိုက်ဘူးလားဟုမေး၏အဆွေငါမလိုက်တော့ပြီသို့တော့ဘယ်သို့သောဥပဒမင်းဖြင့်ကြားဖမ်းရမည်ကိုတင်အားငါတင်ပေးလိုက်ရန်အဆွေပြီးမတင်လာတင်သည်လေးသမားများစွာကိုစူယုံခေါ်သွားပါလောဇနပုတ်တို့ရောက်သောအခါတွင်လည်းဇနပုတ်သားများကိုစူယုံခေါ်သွားပါလောထို့နောက်ကြားရှိရာသို့သွားကကြားထွက်လာအောင်ပြုစီလောကြားထွက်လာရင်လာခြင်းနီးရချုံတစ်ခုအောက်သို့တိုးဝင်၍ဝစ်လေလောလေးသမားဇနပုတ်သားတို့သည်ကြားကိုပြစ်ခတ်ရိုက်ပုတ်၍ဖမ်းလက်တံကြားတီတီကိုမြင်လင်ຫນွယ်တစ်ချောင်းကိုဖျက်၍ခြုံမထွက်လောကြားတီရှိရာသွားကအဘယ်သူသည်ကြားကိုတက်လိုက်သည်ငါသည်ကြားကိုအရှင်ဖမ်း၍မင်းကြီးထံဆက်ရန်ຫນွယ်ကိုဖျက်ခိုက်မိသူကတေအောင်တက်လိုက်သည်ဟုကြိမ်မောင်းပါလောထိုအခါဇနပုတ်သားတို့သည်အရှင်ပြီးမတင်နာကြားတေရသည့်အကြောင်းကိုမင်းကြီးကမလျှောက်ပါလေဟုဆိုကြကပစ္စည်းဥစ္စာတို့ကိုပေး၏တင်းသည်ကြားတေကိုယူ၍နန်းသို့ဝင်လင်မင်းကလည်းတင်အားကြားရဲကိုနှိမ်နှင်းသူဖြစ်ဥစ္စာချီးမြှင့်ရန်ဟုဆို၏ပြီးမတင်နာလဲဆူလဒနုကဟတင်ပေးလိုက်သည့်နီလန်အတိုင်းကြားကိုဖမ်းယူ၏ပြီးမတင်နာသည်ကြားတေကိုယူ၍မင်းထံခါစားဝင်ပြီးအရှင်မင်းကြီးကျွန်ုပ်သည်ကြားရဲကိုအရှင်ထံအပ်ပါ၏ကျွန်ုပ်သည်တော်လန်ခီးကိုဘေးကင်းအောင်ပြုခဲ့ပါပြီဟုလျှောက်တင်ရာမင်းကြီးအားရ၍ဆုလက်များစွာပေး၏တနေ့တော့တခုသောတော်လန်ခီး၌ကျွမ်းရိုင်းတောင်းညံသဖြင့်မင်းသည်ပြီးမတင်နာအားနှိမ်နှင်းလွတ်လိုက်၏ပြီးမတင်နာသည်ကြားကိုဖမ်းသည့်နေ့တိုင်းကျွမ်းရိုင်းကိုဖမ်းနိုင်ခဲ့သည်မင်းလည်းကြီးတော်သောစီစဉ်ကိုပြီးမတင်နာအားပေး၏မင်းပေးသောစီစဉ်၌ပြီးမတင်နာရင်မှု၏ပြီးမတင်နာစီစဉ်၌ရင်မှုလေမာမာနတက်လေဖြစ်ကာဆူလဒနုကဟ၏စကားကိုမနာယူတော့ပေငါသည်တင့်ကုန်မီအသက်မွေးသည်မဟုတ်တင်ဒီသားလင်ယောက်ျားလောငါလည်းယောက်ျားပင်မဟုတ်လောဟုငါမှန်တကွန်ထူကငါတကောကော၏တခါတော့အိမ်ကြီးချင်းမင်းသည်ဘာနတိပြည်ကိုဝင်းရ၍ပြည်ကိုပေးမိလောစစ်ကိုထိုးမိလောဟုရာတတန်ပို့၏ဘာနတိမင်းသည်ပြီးမတင်နာအားစစ်ထိုးစေ၏ပြီးမတင်နာသည်အလုံးစုံသောချုပ်ဝတ်တစားတို့ကိုဝတ်ဆင်၍မင်း၏အသွင်ကိုယူအားစင်ကြောကုန်းထ၌နေ၏ဆူလဒနုကဟလည်း
ချက်ဝတ်တစားဝတ်လျက်ဘိမတေနာ၏နောက်ပါ၌ကပ်လျက်ထိုင်၏စင်သည်စစ်တီပိုပါအချံရံတို့ဖြင့်မြို့တကားမှထွက်၍စစ်မြေပြင်သို့ရောက်သည်ဘိမတေနာသည်စစ်ထိုးသောစီတံကိုကြားသည်နှင့်တပြိုင်နက်တကိုယ်လုံးတစက်စက်တုန်လေ၏ဘိမတေနာသည်စစ်ထိုးသည်ကိုမြင်သောအခါတေဘေးကိုကြောက်လာ၍စင်ထက်၌ဂျင်ကြီးကျင်ငယ်တို့စွန့်၏ဆူလာတနုကားသည်ဘိမတေနာ၏အဖြစ်ကိုမြင်လျင်တင်းသည်ရခင်ကမူငါအားတင်းသားလင်ယောက်ျားမဟုတ်ငါလည်းယောက်ျားပင်ဟုဆိုသည်ငါယောက်ျားဆိုသောသူသည်ယခုစင်ထက်၌ကြည်ကြီးကျင်ငယ်ရိုးထွက်၏အဘယ်ပုံစစ်ထိုးမြည်နည်းဟုဆို၏ထို့နောက်ဘိမတေနာအားစင်ကြောထမှချကအိမ်သို့ပြန်စေ၏ဆူလာတနုကားသည်စင်ကိုစီး၍ရန်သူဘူပါတို့ကိုတိုက်ခိုက်၏ရန်သူမင်းကိုအရှင်ဖမ်း၍ဗြဟ္မဒံမင်းထံဝင်၍ရန်သူမင်းကိုအပ်၏မင်းသည်အားရလုံး၍ဆူလာတနုကားအားကြီးစွာသောစီစဉ်ကိုပေး၏ထိုအခါမှစ၍စမူရိတ်တခွင်ဝဲဆူလာတနုကား၏အမည်သည်ကြော်ကြားလေသည်